အလုံးပဲမင်္ဂလာပါ classic authentic quality shop ကနေပြီးတော့ကြိုဆိုလိုက်ပါရနော်အခုကတော့ကျွန်တော်စီမှာနော် boss polo ပေါ့နော်ပြီးလို့ရှိရင်ဟိုကိုထဲကနေနေပါပါမယ်နော်ပြီးလို့ရှိရင်ကျွန်တော်စီမှာဒီ paddy polo ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်စီမှာဒီ masterized polo ထဲကပေါ့နော်ကျွန်တော်ပြဖြစ်ပါတယ်ဒီဒါကတော့ဒီမှာဟိုကိုနဲ့ပေါ့နော်ဒီမှာ Honda ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ Red Bull တွေပါပါတယ်နော်အဲ့ဒါက collaborate လုပ်ထားတာထဲကပေါ့နော်တစ်ထည်ရပါမယ်လုံးဝရှင်မိုက်တယ်နော်ကျွန်တော်စီမှာပထမဆုံးရတော့ဖြစ်ပါရနော်ဒါလေးရပါမယ်အသေးစိတ်ကကျွန်တော်ပေးစီမယ်လာပြီးတော့မြင်ပြပါနော်ဒါလေးတစ်ထည်ရပါမယ်နော်လုံးဝ special မိုက်တယ် special လုံးဝမိုက်တယ်နော်ဒါလေးတစ်ထည်ရပါမယ်ဒီမှာကြည့်ပါအောင်နော်လုံးဝရှင်မိုက်ပါနော်ဒါလေးတစ်ထည်ရပါမယ်ပြီးလို့ရှိရင်ဒီမှာနော်ဒါလေးတစ်ထည်ရပါမယ်နော်ဒါလေးဆိုလို့ရှိရင်လုံးဝရှင်မိုက်တယ်နော်ဒါအခုဒီကျွန်တော်စီမှာရောက်တာကတော့ဒီမှာ2026မှာထွက်တဲ့အတွက်ပေါ့နော်ထွက်မှဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီ boss power နော်ဒီPaddy အထက်ကပြတာပေါ့နော် Paddy ကတော့3.8ပေါ့နော်3.8ဖြစ်ပါတယ်ဒါကတစ်ထည်ရပါမယ်ဒါကဘာ side လဲဆိုတာကတော့ left side ပေါ့နော် left side ထက်ကတစ်ထည်ရပါမယ်နော် left side ထက်ကတစ်ထည်ရပါမယ်နော်ဒီမှာပြပြလိုက်ပါတယ်ဒါ super black ပေါ့နော်လုံးဝရှင်မိုက်တယ်နော်ဒီဇီနာပေါ့နော်ဘယ်မှမရဘူးကျွန်တော်တို့ classic authentic body shop ကနေပြီးတော့ရောင်းချပြီးနေပါပြီနော်3.8ပေါ့နော်ဒါ Paddy ပေါ့နော်ပြီးတော့ masterized ထက်ကဆိုလို့ရှိရင်ရပါမယ်နော်ဒါလည်းဒီမှာနော်လုံးဝရှင်မိုက်တယ်နော်ဒီလုံးဝရှင်မိုက်ပါတယ်ဒါက9.6ပေါ့နော်9.6ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်စီမှာဒီမှာနော်အများကြီးရှိပါတယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်မှာအဖြူကလည်းဒီဘယ်လိုလဲ Paddy polo ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်စီမှာနော်ဒီဒီဇိုင်းတွေအများကြီးရှိပါတယ်နော်ဒါဒီဇိုင်းတွေအများကြီးရှိပါတယ်အသေးစိတ်ကတော့ကျွန်တော်ဒီ base တွေဆက်ဖြစ်ပြီဒီမှာကျွန်တော်ပြပြလိုက်ပါမယ်နော်ဒါလေးတစ်ထည်ရပါမယ်လုံးဝရှင်မိုက်ပါနော်ဒါကတော့ Paddy polo ထက်ကပေါ့နော်ဒီမှာကာလာကတော့လုံးဝရှင်မိုက်တယ်နော်ကာလာလုံးဝရှင်မိုက်ပါတယ်ပြီးလို့ရှိရင်ဗာရလေဆိုတော့နော်ဒီမှာခဲရောင်ထက်ကလေးရပါမယ်နော်ခဲရောင်ထက်ကလေးရပါမယ်ဒီမှာနော်ဒါကတော့ Paddy polo ထက်ကပေါ့နော် Paddy polo ထက်ကဖြစ်ပါတယ်ဒီမှာနော်အလေးကလေးပြပြပါတယ်ပြီးလို့ရှိရင်ဗာရလေဆိုတော့ဒီမှာနော် masterized ထက်ကဆိုလို့ရှိရင်ဒီလိုနှမျိုးရပါမယ်နော်နှမျိုးသုံးမျိုးရှိတယ်နော်ဒါကတော့ B နှလုံးပေါ့နော်ဒီမှာအလေးကလေးပြပြပါတယ် B နှလုံးဖြစ်ပါတယ်နော် masterized ဒီမှာနော်ရှေ့မိုက်တယ်နော်9.6တောင်းပါနော် masterized ဆိုလို့ရှိရင်9.6တောင်းဖြစ်ပါတယ်အသေးစိတ်ကကျွန်တော်တို့ page CB ကလာပြီးတော့မှမေးလို့ရပါတယ်ပြီးလို့ရှိရင် sign ကတော့ကျွန်တော်တို့ရန်ကုန်မှာပေါ့နော်ရန်ကုန်မှာဖြစ်ပါတယ်ဒီ Time City ပေါ့နော် Time City မှာကျွန်တော်ရှိပါတယ်နော်ဒီမှာကျွန်တော်ဆိုလို့ရှိရင် design အများကြီးရှိပါတယ်နော်ကျွန်တော်နိုင်တော့ပြပြလိုက်ပါတယ်နော်ဒီမှာဒါဆိုလို့ရှိရင်လည်းလုံးဝရှင်းမိုက်တယ်နော်ဒီမှာပြပြလိုက်ပါတယ်ဒါက C နဲ့လာဖြစ်ပါတယ်နော်ဒီတော့ C ရှင်းမယ်နော်ဒီမှာလုံးဝ special မိုက်တယ်နော် special မိုက်ပါတယ်ပြီးလို့ရှိရင်ဗာရလဲဆိုတော့ကျွန်တော်စီမှာနော်ဒီမှာဖြူထက်ကနော်ဒီမှာဒါလေးရပါမယ်နော်ဒါလေးရပါမယ်ပြီးလို့ရှိရင်ဒီမှာနော်ဒါဆိုလို့ရှိရင်ရပါမယ်နော်လုံးဝရှင်းမိုက်ပါတယ်